မင်္ဂလာပါရှင် BOA News Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကမ္ဘာရာသီဥတုဟာမှတ်တမ်းတင်သမိုင်းတစ်လျှောက်မှာအဆိုးဆုံးအချိုးမညီမှုနဲ့ကြုံတွေ့နေရပါတယ်ကမ္ဘာကြီးဟာသူ့ခံနိုင်ရည်စွမ်းတက်ကျော်လွန်ပြီးတော့ဖိအားပေးခံနေရတယ်လို့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကသတိပေးလိုက်ပါတယ်ကာဗွန်ဒိုင်အောက်ဆိုက်ကိုပူနွေးစေတဲ့ဓာတ်ငွေတွေထုတ်လွှတ်မှုကြောင့်ကမ္ဘာကြီးဟာပူများတဲ့အပူစွမ်းအင်တွေကိုလက်ခံရရှိနေတယ်လို့ကမ္ဘာမိုးလေဝသအဖွဲ့ကြီး WMO ကဆိုပါတယ်ဒီလိုစံချိန်တင်စွမ်းအင်မညီမျှမှုကြောင့်မနစ်ကတပူးတရားတွေစံချိန်တင်ပူနွေးခဲ့တယ်လို့ရေခဲပြင်တွေလည်းဆက်လက်အရေးပြိုနေခဲ့ပါတယ်ဖိုးရှန်နေတဲ့အပူစွမ်းအင်90%ရာခိုင်နှုန်းကျော်ကိုသမုဒ္ဒရာတွေကစုပ်ယူထားပါတယ်ပြီးခဲ့တဲ့2015ခုနှစ်ကနေ2025ခုနှစ်ထိ17နှစ်တာကာလဟာတမိုင်းတစ်လျှောက်အပူပြင်းဆုံးနှစ်တွေဖြစ်ခဲ့ပါတယ်အယ်နီညိုသဘာဝဖြစ်စဉ်ဟာလည်း2026ခုနှစ်ဒုတိယနှစ်ဝက်မှာစတင်မယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်ဒါကြောင့်နောက်ထပ်ပူပြင်းမှုစံချိန်သစ်တွေထပ်တင်လာမှာကိုသိပ္ပံပညာရှင်တွေကစိုးရိမ်နေကြပါတယ်ဒီလိုအပူချိန်မြင့်တက်လာတာကြောင့်ရာသီဥတုဆိုးရွားမှုတွေပိုဖြစ်လာနိုင်တယ်လို့တွန်းလုံတပွဲလိုယောဂတွေလည်းပုံမပြန်ပွားလာနိုင်ပါတယ်နိုင်ငံတွေအနေနဲ့ရာသီဥတုလုံခြုံရေးစွမ်းအင်လုံခြုံရေးအမျိုးသားလုံခြုံရေးအတွက်ရုပ်ကျွင်းလောင်စာကနေပြန်လဲပြေဖြိုမဲ့စွမ်းအင်ဘက်ကိုကူပြောင်းကြဖို့ဂူတာရက်စ်ကထပ်မံနှိုးဆော်ထားပါတယ်ခင်ဗျာဆို records when history repeats itself 11 times တနည်းတစ်ခါလုံးရှယ်လန်းချမ်းမြေ့ကြပါစေရှင်